ကလေးငယ်လေးတွေဖျားတဲ့ခါတိုင်းမှာဆိုလို့ရှိရင်အဖျားကျဆေးဖြစ်တဲ့ပါရာစီတမောဆိုတဲ့ဆေးကိုမကြာခဏတိုက်ရတတ်ပါတယ်။ဒီဆေးဟာဆိုလို့ရှိရင်ပေါ့နော်ပမာဏမှန်မှန်ကန်ကန်တိုက်လို့ရှိရင်ဘာပြဿနာမှမရှိပေမဲ့ပမာဏမှားယွင်းပြီးတော့ပေါ့နော်ပမာဏများသွားတယ်အကြိမ်အရေအတွက်တွေများသွားတယ်ဆိုလို့ရှိရင်ကလေးရဲ့အသေးကိုထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာကိုသိကြပြီးပြီလား။ဒီနေ့မှာတော့ကလေးငယ်လေးတွေမှာပေါ့နော်ပါရာစီတမောကိုတိုက်လို့ရှိရင်ပေါ့နော်ဘာတွေသတိထားရမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲမင်္ဂလာပါကျမတော့ကလေးထုခုဆရာဝန်ဒေါက်တာရဲမှာကလေးကျမရေးဗီဒီယိုတွေကိုဒီ Happy Kids ရဲ့ Facebook, TikTok နဲ့ YouTube Channel တို့ကနေတစ်ဆင့်မျှဝေပေးလျက်ရှိပါတယ်အရင်ဦးဆုံးအနေနဲ့ပါရာစီတမောဆေးအကြောင်းကိုပြောပြချင်ပါတယ်ဒီဆေးဟာဆိုလို့ရှိရင်အနာသက်သာစေတဲ့အဖျားကျစေတဲ့ကိုပူကျစေတဲ့အနာချက်စစ်ဆေးတစ်မျိုးပါဒီဆေးကဆိုလို့ရှိရင်ပေါ့နော်ယောဂလက္ခဏာတွေကိုသက်သာစေပြီးတော့ဒီယောဂဖြစ်စေတဲ့အကြောင်းရင်းကိုတော့ကုသမှုမပေးနိုင်ပါဘူးဒီပါရာစီတမောဆေးကိုပေါ့နော်အသေးကခြေဖြတ်ပေးတယ်ဒါကြောင့်မို့လို့ပမာဏမှန်လို့ရှိရင်ပြဿနာမရှိပေမဲ့ပမာဏမှားယွင်းသွားခဲ့တယ်ဆိုလို့ရှိရင်တော့အသေးကိုထိခိုက်ပျက်စီးစေတတ်ပါတယ်အားကြောင့်မို့လို့ကလေးတွေကိုပေါ့နော်ပါရာစီတမောတိုက်လို့ရှိရင်ဘယ်လိုအချက်တွေကိုသတိထားရမလဲဆိုတော့ဒီကလေးကိုပေါ့နော်ပါရာစီတမောတိုက်ရင်သူတို့ရဲ့အသက်အရွယ်ပေါ့နော်အပိုင်းခြားထပ်စာလို့ရှိရင်သူတို့ရဲ့ကိုယ်လေးချိန်ကိုပေါ့နော်နဲ့လိုက်ပြီးတော့ဒါကိုလိုက်ညှိပြီးတော့ပေါ့နော်တွက်ချက်ပြီးတော့တိုက်ရတာပါကလေးရဲ့ကိုယ်လေးချိန်1ကီလိုဂရမ်မှာဆိုလို့ရှိရင်ပါရာစီတမော10ကနေပြီးမှ15မီလီဂရမ်ပေါ့နော်ဒီလိုမျိုးဒီပမာဏကိုအခြေခံပြီးတော့တွက်ချက်ပြီးတော့တိုက်ရတာပဲဖြစ်တယ်ပြီးတော့ဒီပါရာစီတမောကိုပေါ့နော်တစ်နေ့ကို4ချိန်ထပ်ပို့ပြီးတော့မတိုက်သင့်ဘူးဆေးတစ်ချိန်နဲ့တစ်ချိန်ကိုလည်းအနည်းဆုံးပေါ့နော်4နာရီကနေပြီးမှ6နာရီခြားပြီးတော့ပေါ့နော်တိုက်သင့်ပါတယ်ဒီပါရာစီတမောဆေးကိုပေါ့နော်ဆေးအရည်ကကြတော့ကလေးငယ်တွေအတွက်ပို့ပြီးတော့တင်းတော်တယ်ကလေးကြီးတွေကလေးအသက်6နှစ်နဲ့အထက်ကလေးကဆေးကိုကောင်းကောင်းမျိုးချနိုင်တဲ့ကလေးတွေဆိုလို့ရှိရင်တော့ဆေးအလုံးကိုတိုက်လို့ရတယ်နောက်တစ်ချက်ကကလေးကအဖျားငွေ့လေးရှိနေတယ်ပြီးတော့တခြားဘာယောဂလက္ခဏာမှလည်းရှိမနေဘူးမအီမတာလည်းဖြစ်မနေဘူးလန်းလန်းဆန်းဆန်းပဲဆိုလို့ရှိရင်တော့ဒီကလေးကပေါ့နော်သူတို့ရဲ့ကိုယ်ကန်စွမ်းအားအလုပ်လုပ်တာကိုခဏတော့စောင့်ကြည့်လို့ရတယ်ဒါပေမဲ့သူတို့ကအရန်ကိုမအီမတာဖြစ်နေတယ်အရန်အဖျားကြီးနေတယ်ပင်မနှွမ်းနေနေတယ်အိတ်မပျော်ဘူးပေါ့နော်စသဖြင့်အဖျားလည်းမကြဘူးဖျားတက်နေတယ်ဒါမျိုးဆိုလို့ရှိရင်တော့ဒီအဖျားကျစေပါရာစီတမောကိုပေါ့နော်သူတို့ရဲ့ကိုယ်လေးချိန်နဲ့လိုက်ပြီးတော့တိုက်သင့်ပါတယ်တချို့ကိုယ်ဟန်ဖလူမဒီဆင်တွေဖြစ်တဲ့ဒီအဖျားနာကြိုက်ခဲတာပေါ့နော်ဒီလိုမျိုးဆေးတွေမှာဆိုလို့ရှိရင်ပါရာစီတမောပါနေတတ်တယ်ဥပမာဒီကိုဂျင်တို့ဖလူဇာတို့ပေါ့နော်ဒီလိုဆေးတွေမှာဆိုလို့ရှိရင်ပါရာစီတမောပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ဒီဆေးနှစ်မျိုးပေါ့နော်တွဲပြီးတော့မတိုက်မိစေဖို့အတွက်အထူးဂရုစိုက်သင့်ပါတယ်အသေးယောဂရှိနေတဲ့ကလေးတွေပြီးတော့တခြားအသေးကိုပေါ့နော်ထိခိုက်စေနိုင်တဲ့ဆေးတွေကိုတောက်သုံးနေရတဲ့ကလေးတွေဥပမာအဲ့ဒီပေါ့နော် TB ဆေးလိုဟာမျိုးပြီးတော့တချို့အတက်ကြဆေးတွေတောက်နေတဲ့ကလေးတွေဆိုလို့ရှိရင်တော့ဒီပါရာစီတမောတိုက်မယ်ဆိုလို့ရှိရင်ပမာဏမှန်ကန်အောင်လို့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးတော့မှတေချာတိုက်သင့်ပါတယ်။ဒါကြောင့်မို့ကလေးကိုပေါ့နော်ပါရာစီတမောတိုက်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ကိုယ်လေးချိန်ကိုတည်တင်တယ်မသိဘူးဆိုလို့ရှိရင်ကိုယ်လေးချိန်ချိန်တင်တယ်ပြီးတော့ဒီဆေးဘူးထဲမှာပါတယ်ပါရာစီတမောပမာဏမေဘလောက်မှာဘလောက်မီလီဂရမ်ပါလဲဆိုတာကိုတေချာကြည့်တင်တယ်ပြီးတော့တနေ့ကိုပေါ့နော်ဘယ်နှကြိမ်တိုက်ထားလဲဆိုတာကိုအကြိမ်ရည်ကိုလည်းတေချာမှတ်ထားတင်တယ်ဒါကိုမှမတေချာဘူးဆိုလို့ရှိရင်တော့ပမာဏဘလောက်တိုက်ရမလဲပေါ့နော်မတေချာဘူးဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်ဒီဗီဒီယိုလေးကိုတခြားကလေးမိဘတွေအတွက်လည်း like and share လုပ်ပေးဖို့လည်းမေးပါနဲ့ကလေးကျမရေးဗီဒီယိုတွေကိုဆက်ပြီးတော့ကြည့်ရှုနိုင်မှုအတွက်ဒီ Happy Kids page ကိုလည်း follow လုပ်ထားပေးကြပါအောင်နော်ကလေးများအားလုံးကျမပြောရှင်သောအနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ